everyone အားလုံးပဲမင်္ဂလာပါဒီနေ့မှာရှင်းပြပေးခြင်းတဲ့ခေါင်းစဉ်ကတော့ IGCSE A Maths or Further Pure Maths မှာပါတဲ့ Logarithmic and Exponential Function ဆိုတဲ့အခန်းပဲဖြစ်ပါတယ်အဲ့တော့ဒီ chapter မှာဘယ်လိုမျိုး set topic တွေပါလဲတစ်ချက်ကြည့်အောင်ပြီးတော့ဒီခက်က logarithm ဖြစ်တဲ့အတွက်သူ base 10ပါမယ် base e ဆိုပြီးတော့ပါမယ်ပြီးတော့ရှင် laws of logarithm တွေပါမယ်ဒီ logarithm နဲ့ exponent equation တွေကိုဘယ်လိုမျိုး solve လုပ်လို့ရလဲဆိုတာပါတယ်ပြီးတကယ်လက်တွေ့မှာလည်းဘယ်လိုမျိုး practical မှာအသုံးပြုလို့ရလဲဆိုတာပါတယ်ပြီးရင် natural logarithm ကိုလည်းရှင်းပြပေးပါမယ်ပြီးလို့ရှိရင်အဲ့ဒီဟာတွေကိုမှဘယ်လိုမျိုး graph တွေဆွဲလို့ရလဲ inverse function တွေရောဘယ်လိုရှိလဲဆိုတာကိုဒီနေ့ video မှာရှင်းပြပေးပါမယ်အဲ့တော့ပထမဆုံးအနေနဲ့ကတော့ logarithm ကို base 10အနေနဲ့ဟုတ်ပြီတော့ဒီမှာဆိုလို့ရှိရင်ကြတော့ y equal to 10 power x ဒါပုံမှန်မြင်နေကြ exponent function ပုံစံအဲ့ဒါမှသူက logarithm ပြန်ပြောင်းချင်တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ x equal to log y base 10ဆိုပြီးဖြစ်သွားတယ်အဲ့ဒါက exponent ကနေ logarithm ကိုပြောင်းတဲ့ပုံစံပြီးရင်နောက်ထပ်ဘာရှိသေးလဲဆိုတော့ log 30 base 10ဆိုလို့ရှိရင်ဘယ်လိုပြောင်းပြီးရေးလို့ရလဲဆိုတော့ lg 30ဆိုပြီးလည်းရေးလို့ရတယ်ဒါမှမဟုတ် log 30ဆိုပြီးလည်းရေးလို့ရတယ် base 10ဖြစ်တဲ့အတွက်ဒီမှာအောက်က10လေးကိုဖျောက်ထားလိုက်လို့ရတယ်ဒီမှာလည်း base 10ဆိုတော့ lg ဆိုပြီးတော့လည်းတော့ခေါက်လေးရေးလို့ရတယ်နောက်တစ်ခုက log 10 base 10ဆိုရင်1နဲ့ညီရေးဆိုတာသိရမယ်လို့ရှင် log 1 base 10ဆိုတာအမြဲတမ်း0နဲ့ညီရေးဆိုတာသိရမယ် log ရဲ့အောက်ကဘာနံပါတ်ပဲဖြစ်ဖြစ်10ဖြစ်ဖြစ်2 3 4 5 6ကြိတ်တဲ့နံပါတ်တွေဖြစ်လို့ရတယ်အပေါ်က1ဖြစ်နေဆိုရင်အမြဲတမ်းသူက equal to 0ဒီနောက်တစ်ခုကတော့ log 10 power x base 10ဆိုရင်လည်း x နဲ့ညီမယ်ပြီးရင်တော့ x equal to 10 power log 8 base 10ဆိုရင်လည်းသူက x နဲ့ညီပါပဲဒါရောက်သူရဲ့သိရမယ့်ချက်တွေပေါ့နော်အဲ့တော့example တစ်ပုဒ်တော့ကြည့်မယ်သူဘာပြောထားလဲဆိုတော့10 power x equal to 45ကို logarithmic form နဲ့ပြန်ပြီးတော့ပြောင်းရေးပေးရမယ်။အဲ့ဒီပေါ်ကပေးထားလို့မျိုးပဲ10 power x ဒီမှာလည်း10 power x သူက equal to y နဲ့ဒီမှာကျတော့ equal to 45အဲ့ချိန်မယ်ဆိုတော့ log ရဲ့အောက်မှာ10ပြောင်းလိုက်မယ်ပြီးလို့ရှိရင် equal တစ်ဖက်တစ်ချက်မှာရှိရ45ကိုယူပြီးတော့log ထည့်လိုက်မယ်ပြီးရင်ဘာနဲ့ညီမယ်ဆိုတော့10ပေါ်က x နဲ့ညီမယ်ဆိုဘယ်လိုဖြစ်သွားမလဲဆိုတော့ x equal to log 45 base 10ဖြစ်သွားမယ်ပြီးရင် b ကကြတော့ solve တဲ့ဒီ equation ကိုပဲပြန် solving လုပ်ခိုင်းတယ် giving your answer correct to 3 significant figure ဆိုဒီမှာရ x ကရပြီးသွားပြီဒါပေမဲ့ log နဲ့ထွက်နေသူက 3SF ဆိုချင်တဲ့အတွက် calculator ရဲ့ထဲနှိပ်ပေးလိုက်မယ်ဆိုတော့ log ကို calculator ရဲ့ထဲနှိပ်ရင်က on off လုပ်တဲ့ခလုတ်ရဲ့အောက်မှာ log ဆိုပြီးတော့ရှိအဲ့အောက်မှာ base 10ရင်ထည့်မယ်ပြီးရင်တော့45ထည့်ပြီးတော့နှိပ်ပေးလိုက်ရင်x ကဘယ်လောက်ရမလဲဆိုတော့ approximately 1.65 ရပါမယ်ပြီးနောက်တစ်ပုဒ်က convert log 8 base 10 equal to 2.92 exponential form ဆိုဒါကြောင့် logarithm ကနေ exponent ကိုပြန်ပြောင်းခိုင်းတာဆိုအဖြေက x equal to 10 power 2.9 ရမယ်ပြီးတဲ့အောက်က b က solving လုပ်ခိုင်းတယ်3 significant figure အထိပဲဆိုတော့ဒီမှာ calculator နှိပ်ပေးလိုက်မယ်ဆိုရင် x က approximately 794 ရမယ်ဒါဆိုနောက်တစ်ခုသူက find the value of တဲ့ဆိုရှာပေးရမယ် a က log 100,000 base 10ဟုတ်ပြီအဲ့တော့ဒီမှာကကိုကဘာတိလဲဆိုတော့100
1000ကို10 to the power နဲ့ရေးလိုက်မယ်ဆိုလို့ရှိရင်ဘယ်လောက်ရမလဲဆိုတော့10 to the power 5ရမယ်အဲ့ဒီမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပြောင်းပြီးရေးပြလိုက်ဆို log 10 to the power 5 base 10ဟုတ်တယ်နော်အဲ့တော့ log 10 base 10ဖြစ်တဲ့အတွက်သူအပေါ်မှာရှိရဲ့ power က power နဲ့ညီလိမ့်မယ်အရှိမှလည်းသူက rules တစ်ခုပြောထားတယ်လေ log 10 power x base 10ဆိုတော့10နဲ့10နဲ့ညီရောသူကြည်သွားလိမ့်မယ်အဲ့တော့အပေါ်မှာရှိရဲ့ power x နဲ့ညီမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းဒါအဖြစ်ဘယ်လောက်ရမလဲဆိုတော့5ရမယ်ဟုတ်ပြီးတော့နောက်တစ်ခုလည်း 0.001ဟုတ်ပြီသူ့ကိုလည်း power နဲ့ပြောင်းလိုက်မယ်ဆို power နဲ့ပြောင်းလိုက်တော့10 to the power minus 3ရမယ်ဒါဆိုအဖြေက minus 3ရလိမ့်မယ်နောက်တစ်ခုက100 square root of 10 100က10 to the power 2 square root of 10 က10 to the power 1 by 2 ဆိုတော့2 plus 0.5ဆိုတော့သူက5 by 2 5 by 2ဆိုတော့ 2.5 ပြီးရင်အဖြေက 2.5 ရလိမ့်မယ်ဟုတ်ပြီတော့နောက်တစ်ခုက logarithms to base a base a ဆိုရ a နေရာမှာကြိတ်တဲ့ကဏ္ဍအစားသွင်းပြီးတော့သုံးလို့ရတယ်ဟုတ်ပြီတော့သူပြောထားတာက if y equal to a power x then x equal to log y base a ဒါကတော့အရှိမပြောထားရဲ့exponent ကနေ logarithm ပြောင်းတဲ့ form နဲ့တူတူပဲ10နေရာမှာ a ဖြစ်သွားတာပဲဟုတ်ပြီတော့ log a base a က equal to 1 so log 10 base 10ကလည်း equal to 1ပဲအရှိက10နေရာမှာဒီမှာ a စားသွင်းပေးလိုက်ရုံပဲပြီး log 1 base a က 0 log a power x base a equal to x နဲ့တို့ရှင် log power log a base a ကလည်း x နဲ့ညီမယ်ဒါအရှိက10နေရာမှာ a တွေစားသွင်းပြီးပြန်ပြောထားတာအဲ့တော့ convert it 2 power 4 equal to 6 to logarithmic form ဒီ exponent ကို logarithm ပြောင်းမယ်အဲ့တော့အရှိရလိုပဲဆိုလို့ဖြစ်သွားမယ် log 16 base 2 ကအပေါ် power တင်ထားတဲ့ 4 နဲ့ညီမယ်ပြီးနောက်တစ်ခုက convert log 49 base 7 equal to 2 to exponent form so log ရဲ့အောက်ကဟာကိုအပေါ်တင်ရေးလိုက်မယ်ပြီး equal ရဲ့တစ်ဖက်မှာရှိတဲ့ဟာကို7ရဲ့အပေါ် power အနေနဲ့တင်လိုက်မယ်ပြီးတော့ကျန်တဲ့ဟာနဲ့ equal လုပ်ပြလိုက်တော့7 power 2 7 square equal to 49ရဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်လည်း find the values of log 81 base 3ဒါအရှိရတွက်ထားသလိုမျိုးပဲအဲ့တော့ဒါကို83ကိုခွဲလိုက်မယ်ဆိုလို့ရှိရင်3 power 4ဆိုပြီးရလိမ့်မယ်ဆိုတော့ log 3 base 3ကြည့်သွားတဲ့သူကအဖြေက4ရပဲဒါဆိုရင်လည်း log 128 base 2ဆိုတော့ form ပြန်ပြောင်းလိုက်ရင်2 power 7ရပဲအဲ့တော့အဖြေက7ဒီမှာဆိုလို့ရှိရင်လည်း1 by 16 1 by 16ကို power အနေနဲ့ရေးရကြတော့အရင်ဆုံး1 by 16မှာပဲ16ကို power အနေနဲ့ပြောင်းရေးကြ1 by 2 power 4ဖြစ်လိမ့်မယ်4 power နဲ့ဆိုလို့ရှိရင်တော့1 by 4 power 2ဖြစ်လိမ့်မယ် power 2ကိုအပေါ်တင်တော့4 power minus 2 so 4နဲ့4နဲ့ကြည့်ပါတော့အဖြေက minus 2ရမယ်ပြီးနောက်တစ်ခုကတော့ simplify နဲ့ဟုတ်ပြီတော့ဒီမှာ log h square base x so log a base x ဆိုတော့အဖြေကဘယ်လောက်ရမလဲဆိုတော့ equal to 2ရမယ်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်လေ log h က cube root of x ဆိုတော့1 by 3 base ကလည်း x ပဲ so x နဲ့ x နဲ့ကြည့်ပါတော့
1 by 3 ရမယ်ဟုတ်ပြီနောက်တစ်ခုကလည်းလို့ပဲ log x က1နဲ့1 by 2နဲ့ပေါင်းတော့ကြတော့1 by 5ရမယ်ပြီး base က x so base ချင်း base ချင်းဒီ x နဲ့ x နဲ့ကြည့်ပါတော့ဖြစ်ရ1 by 5 or 3 by 2ရလိမ့်မယ်ဟုတ်ပြီဒီမှာဆိုလို့ရှိရင် log ကနှစ်ခုဖြစ်သွားပြီအဲ့ဒါဆိုရင်လည်းရှုပ်သွားဆိုရင်လည်းရိုးရိုးလေးပဲကြည့်မယ်ဆိုတော့ဒီ log ကခဏတစ်ခုလို့အရင်သတ်မှတ်လိုက်မယ်ဆိုတော့ဒီ log ကနေ log 3လမ်းမြင်လို့ရှင်ပို့ပြီးတော့လွယ် log 3 base log a base 3 equal to 1ဟုတ်ပြီဒါဟိုမှာ exponent ပြောင်းမယ်ဆိုလို့ရှိရင်ဘယ်လောက်ရမလဲဆိုတော့a equal to 3 power 1ရလိမ့်မယ်အဲ့တော့ဒီမှာဆိုရင်လည်းအဲ့လိုမျိုးပဲ a နေရာကlog x base 2 equal to 3 power 1 3 power 1ကိုတစ်ခါရှင်းလိုက်မယ်3ရမယ်ဟုတ်ပြီအဲ့ရဒီမှာပြန်ပြောင်းမယ် h equal to 2 power 3ရမယ်so 2 power 3ဆိုတော့ h equal to 8ရမယ်အဲ့ဒီမှာဆိုရင်လည်းအဲ့လိုမျိုးပဲ log ကျန်မဲ့ဟာက log h base 5ဒီမှာက2 power 2ဆိုတော့4ပြီး x ကိုလိုချင်တော့5 power 4ရမယ်အဲ့ဒါကိုရှင်းလိုက်ရင်625ရလိမ့်မယ်ဒီခုကတော့ the laws of logarithms logarithm မှာရှိရဲ့တရားမဲ့ laws တွေပေါ့နော်သူရဲ့equation တွေကို solve လုပ်ဖို့အတွက်အဲ့ဒီမှာဆို multiplication law ဆိုဒီမှာဆိုရင်ကကဏ္ဍတစ်ခုရမဟုတ်တော့ဘဲနဲ့ xy ဆိုပြီးနှစ်ခုဖြစ်သွားပြီ log xy base a ဆို logarithm မှာမြောက်ထားလို့ရှိရင်ဘာလုပ်လို့ရလဲဆိုတော့ပေါင်းပြီးတော့ခွဲရေးလို့ရတယ် log x base a plus log y base a နောက်တစ်ခုက division law ဒီမှာကျတော့မြောက်တာဒီမှာကျတော့ divide လုပ်ထားတာစားရဆိုရင်ကနှုတ်ပေးလို့ရတယ်ပြီးရင်က power law log x power m base a ဆိုရှင်ဒီ power တင်ထားတဲ့ဟာက x ပေါ်မှာပဲ power တင်ရမယ်နော် logarithm အကုန်လုံးမှာ power တင်တာမဟုတ်အဲ့ဒါဆိုရင်ဒီအပေါ်က power m ကိုရှေ့ချလို့ရတယ်ဆိုတော့ m log x base a ဆိုပြီးဖြစ်သွားမယ်နောက်တစ်ခုကကြတော့ log 1 by x base a ဆို log x က1ရဲ့အောက်မှာဖြစ်နေတဲ့ဘယ်လိုဖြစ်လဲဆိုတော့ x minus 1 base a ဆိုတာနဲ့တူတူပဲအဲ့တော့ဒီ power law လိုမျိုးပဲ minus 1ကိုရှေ့ချလိုက်မယ် minus 1 log x base a ဆိုဒီ form ကဒီ form နဲ့တူတူပဲဖြစ်သွားတယ် minus 1ဆိုထည့်ပြီးတော့ minus ပဲထားခဲ့တာဒါဒီလိုမျိုးပြောင်းသွားတာဟုတ်ပြီဒီမှာကကြတော့ log a base b ဒါကမှသူကနှစ်ခုခွဲချင်တာနှစ်ခုခွဲချင်တော့ base ကိုစီထားလိုက်တယ်နှစ်ခုလုံးပြီးရင် a နဲ့ b နဲ့ c နေရာမှာဘာထားလို့လဲရတယ်လဲဆိုတော့10ထားလို့လဲရတယ် log 10 log a base 10 divided by log b base 10 10မဟုတ်ပဲတခြားနံပါတ်တစ်ခုလည်းထားလို့ရသေးတယ်ဒါကတော့ logarithm ရဲ့ base ချိန်နဲ့နီးပေါ့ပြီးရင်ဒီမှာကကြတော့ log a base b အဲ့ဒါအောင်မှာ a ကို base ရောက်ချင်တယ်ဆိုလို့ရှိရင်အပေါ်မှာ1ခံပြီးတော့ဒီမှာဆို log က b base a ဆိုပြီးဖြစ်သွားတယ်သူတို့ဒီနှစ်ခုကို switch လုပ်လိုက်တဲ့ပုံစံမျိုးဒါကတော့ laws of logarithm ပဲဖြစ်ပါတယ်ဒီကတရားမှာတော့ negative numbers can be used in logarithm နဲ့မှာ negative number တွေထည့်ပြီးတော့သုံးလို့မရဘူးဒီမှာဆိုလို့ရှိရင် log a base b လို့ရှိရင် a ကလည်း negative ဖြစ်လို့မရလို့ b ကလည်း negative ဖြစ်လို့မရဘူး negative တွေမဟုတ်ဘူး0လည်းဖြစ်လို့မရဘူး
ဟုတ်ပြီတော့ laws of logarithm သုံးပြီးတော့ question လေးတွေတွေ့ကြည့်ပါမယ်။ဒီမှာဆိုရင် logarithm နှစ်ခုကိုပေါင်းထားတယ်။ဒီမှာဆိုသိရမှာက LG ဆိုတော့ base က10ဒီမှာဆို LG ဆိုလည်း base 10ပဲ။နောက်ပြီးတော့မှပေါင်းထားတာဖြစ်တဲ့အတွက်တစ်ခုရဲ့နဲ့ပြောင်းရလို့ရှိရင်မြောက်တာ။ so log 10 8 multiply 2ဖြစ်တဲ့အတွက် log 16ဒီမှာဆို divide လုပ်ထားရဆိုတော့divide လုပ်ထားဆိုရင်ဘာလုပ်ကြမလဲဆိုတော့ဒီလိုမျိုး divide လုပ်ပြရဒီမှာအပေါင်းမို့လို့အားကြနှုတ်ထားမို့ divide လုပ်ထားဆိုတော့2 divide တိုင်းပဲပြန်ပြောင်းရေးပေးလိုက် so 15 divided by 5က2ရမယ် okay ဒီမှာက2ရဲ့ဒီမှာ5ဒီအဲ့တော့ power law ကိုသုံးမယ်ဆိုတော့ဒီမှာ2ရဲ့မှာ5တွေရှိနေတဲ့အတွက်ဒါကိုအပေါ်ပြန်တင်လိုက်မယ် so 4 power 2ဒီမှာဆို2 power 5ဟုတ်တယ်နော်အဲ့တော့4ကို2တင်တယ်2ကိုလည်း power 5တင်တယ်အဲ့တော့4နှစ်တက်က16 2 5တက်က32ဆိုတော့ပေါင်းတာဖြစ်တဲ့အတွက်တစ်ခုပဲပေါင်းရေးလိုက်ရင်မြောက်ကမယ်ဆိုတော့512ရမယ် Whatever given that log b base 5 equal to x and log q base 5 equal to y expressed in terms of x and or y ဆိုတော့နောက်ဆုံးမှာ x y နဲ့ပဲလိုချင်တယ် p q ရမလိုချင်တော့ဘူးဟုတ်ပြီအဲ့ဒီမှာဆိုရင်ဒီလွယ်လွယ်လေးပဲဒီတစ်ပုဒ်ကတော့ log b base 5ဆို x နဲ့ညီရဖြစ်တဲ့အတွက် x ဆိုပြီးပြောင်းရေးလိုက်မယ်ပြီးဒီမှာကကြတော့ log q power 3 base 5ဆို power law ရ3ကိုအရှိချပြီးလိုက်မယ်ဆိုပြောင်းရေးလိုက်ရင် log b base 5 plus 3 log q base 5အဲ့တော့မှ x တွေ y နဲ့စားပြန်တင်လိုက်တော့ x plus 3y ဒီမှာဆိုရင်လည်းလိုပဲ2ကိုရှေ့ချမယ် square root of q ဆိုတဲ့အတွက်1/2ဖြစ်မယ်ပြီးတော့2 log b base 5 minus 1/2 log q base 5အဲ့တော့ x y နဲ့ပြောင်းလိုက်တော့ 2x minus 1/2y အဲ့ဒီမှာဆိုရင်ကြတော့သူကတစ်ခုပဲပေးထားတယ်တစ်ခုပဲပေးထားရဆိုနှစ်ခုဖြစ်အောင်ပြန်ပြောင်းလိုက်မယ်ဒီမှာ divide လုပ်ထားရဆိုနှစ်ခုဖြစ်အောင်ပြန်ပြောင်းတော့ပေါင်းမလားနှုတ်မလားဆိုတော့နှုတ်ပေးရမယ်နော်ဒါဆိုရင် log q base 5 minus log 5 base 5အရှိမပြောထားလို့ပဲ log 5 base 5က1နဲ့ရေးရမယ်နော် so y minus 1ရမယ်ဟုတ်ပြီနောက်ထပ်တော့မယ်ဆိုရင်က log 7 base 2ကို base 10 chain ခိုင်းတယ် chain ပြီးလို့ရှိရင် evaluate log 7 base 2 correct to 3 significant figure ပြန်ပြောင်းပေးရမယ်အရှိက base chain နဲ့ rule ရ base 10ထားလိုက်မယ်နော် base 10လည်းပြောင်းအောင်မှာဆို base 10 log 7 log 2ဖြစ်လိမ့်မယ်အဲ့တော့ဒါရီကောင်က base 10ဖြစ်သွားပြီပြီးရင် 3SF ကိုယူပြရမယ်ဆိုတော့ approximately calculator နှိပ်ပေးလိုက်ရင် 2.81 ဆိုပြီးရလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုက solve log x base 3 equal to log x plus 6 base 9အဲ့တော့ logarithm ဒီမှာ solving လုပ်ပြီးဆိုရင်အမြဲတမ်း base ကိုတူအောင်လုပ်ပေးရတယ်ဒီမှာ base ကတူမနေဘူး base 3နဲ့ base 9အဲ့တော့အရှိက rules တစ်ခုကိုပြီးရင်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ log a base b ကိုတူပါပြောင်းလို့ရတယ်ဆိုတော့ log a base c divided by log b base c ဟုတ်တယ်နော်အဲ့တော့ဟုတ်ပြီဒီမှာညီအောင်လုပ်မယ်ဆိုရင် base က3တော့ c နေရာမှာလည်း3ရေးပြောင်းပေးရမယ် log x base 3 equal to ဒီ a ရေးပြီးမရေးသေးဘူးရင် log c နေရာမှာ3ပြောင်းမှာဖြစ်တဲ့အတွက်3ပြန်လဲ log base 3
ဟုတ်ပြီ a ကအပေါ်မှာရှိရဲ့နံပါတ်တစ်ခုဆိုအပေါ်မှာရှိရဲ့နံပါတ်က x plus 6 so x plus 6ပြီးရင် b က log ရဲ့အောက်မှာရှိရဟုတ်တယ်နော်အဲ့တော့ log ရဲ့အောက်မှာရှိရ9ဆိုတော့ log 9 base 3ဖြစ်သွားလိမ့်မယ်log 9 base 3ကိုရှင်းရင်က2ရမယ် so log x base 3 equal to log x plus 6 base 3 divided by 2 divide by 2ဆိုတော့ဒီဘက်ကိုဆိုရင်သွားပြီးတော့မြောက်ကမယ်နော်ဆိုတော့2 log x base 3 equal to log x plus 6 base 3အဲ့တော့ power loss အရာဒီ2ကဒီ x ပေါ်မှာ power သွားတင်လို့ရမယ် so log base 3 x က square ဖြစ်မယ် log base 3ကျန်တဲ့ဟာက x plus 6 log base 3နဲ့ log base 3နဲ့ကြည့်သွားတယ်ဟုတ်ပြီနော်အဲ့တော့ x square equal to x plus 6 so x square minus x minus 6 equal to 0အဲ့ဒါကို quadratic ရှင်းတဲ့နည်းနဲ့ရှင်းမယ် so 6ကိုနဲ့လီချောင်း minus x လို့ကျန်တာဆို minus မှာက plus ရမှာက x minus 3တခွင် x plus 2 တခွင်အဲ့ဒါက equal to 0 x equal to 3 or x equal to minus 2ဟုတ်ပြီအဲ့ဒါဆိုရမယ့်အဖြေက logarithm မှာဆိုရင်အဖြေကိုအစားပြန်ပြီးထိုးပေးရတယ်ဆိုတော့ဒီမှာအစားထွင်းလိုက်မယ်ဆိုရင် log 3 base 3ဆိုတာက acceptable ဖြစ်တယ်ဒါပေမဲ့ log minus 2 base 3ဒါကို calculator ထဲမှာရိုက်ထည့်ကြည့်လို့ရှိရင် error ဆိုပြီးပေါ်နေဆိုဒါမဖြစ်နိုင်ဘူးဖြစ် so minus 2ကို reject လုပ်ပေးရတယ်ဟုတ်ပြီဒါခါကြတော့ solving logarithmic equation logarithm equation ကို solving လုပ်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်အမြဲတမ်း base 2ရမယ်ဆိုတော့ base ကလည်း2ပါပြီဒါပေမဲ့အရှိမ2ရှိရဲ့အတွက်2ကို power အနေနဲ့တင်လိုက်မယ် log x plus 2 the whole square ဖြစ်မယ်အဲ့တော့တစ်ခါရှင်းလိုက်မယ် x square plus 4x plus 4 base က8ပဲthen log 2x plus 19 base x well log base 8နဲ့ log base x နဲ့ကြည့်မယ် x square plus 4x plus 4 go to 2x plus 19 4x နဲ့ 2x နဲ့ဆို x square minus 2x minus 15 equal to 0ဒါကိုရှင်းလိုက်မယ် multiply 3နဲ့လည်းရှင်းလို့ရတယ် x minus 5 ရမယ် x plus 3 ရမယ် so x equal to 5 or x equal to minus 3ဒါဆိုအစားပြန်တွင်ကြည့်မယ်နော် so minus 3 plus 2ဆိုရ minus ဖြစ်နေဆို3ရမဖြစ်နိုင်တော့ so reject လုပ်ဖို့မမေ့ရဘူးအဲ့တော့ဟုတ်ပြီနောက်တစ်ပုဒ်က b က 4 log 2 base x တော့ base က2ရယ်ရှိမှာ4ရှိတော့4 power တင်လိုက်မယ်ဒီပုဒ်က textbook မှာ question mark equal to 2ဖြစ်ကမှာ so log 2 power 4 is 16 base x minus log 4 base x က equal to 2 so ဒီမှာနှုတ်ထားဆို logarithm ကိုတစ်ခုပဲဖြစ်ချင်တဲ့အတွက် divide လုပ်ပေးရမယ်အဲ့တော့16 divided by 4 equal to 2 4ရမယ်နော်
log 4 base x equal to 2 logarithm exponent ပြောင်းတော့အောက်က h ကဒီဘက်ရောက်သွားမယ် the base equal to plus or minus square root of 4 equal to plus or minus 2အခုတော့ h ညာမှာ minus မဖြစ်ကြဘူးဟုတ်ပြီနော်အဲ့တော့ h equal to 2ပဲ minus က reject ဒီနောက်တော့ထည့်တွက်ကြည့်အောင်အဲ့တော့ power rules ကအရှိမပြောထားတာက log a base b power က m ပဲထားပါဒါကလူဆိုမှ m log a base b power ကဒီထဲက a တခုလည်းပဲတင်ထားတာဟုတ်တယ်နော်အဲ့တော့ဒီမှာက a တခုလည်းတင်ထားမှာမဟုတ်တော့ logarithm တခုလုံးကိုတင်ထားတာဖြစ်သွားပြီ log a base 5 the whole square minus 3ရရှိကိုရှိလာမယ်နော်3 log a base 5 equal to 18ဟုတ်ပြီဒီမှာဆိုရင်ဘုံတူနေရရှိရဘုံတူနေရဘာဖြစ်မလဲဆိုတော့ log a base 5ကဘုံတူနေပြီဟုတ်တယ်နော်ဒီတိုင်းဆိုရင်ရှုပ်တဲ့အတွက်သူရှင်းသွားအောင်လို့ let log a base 5ကိုခဏတစ်ခုနဲ့ပေးညီလိုက်မယ်နံပါတ်တစ်ခုဖြစ်ဖြစ် a နဲ့ပေးညီလိုက်မယ်အဲ့တော့ log a base 5ညမှာ a ကိုစားသွင်းမယ်ဆိုတော့ a square minus 3a 18ကဒီဘက်ကနေဒီဘက်ကိုရွှေ့ရော minus 18ဒီဘက်မှာ equal to 0ဒါဆို quadratic form ဖြစ်သွားပြီဒါဆိုရင်တော့ရှင်းတတ်ပါပြီနော်အဲ့တော့ a plus 3တခွင့်ရမယ် a minus 6တခွင့်ရမယ် so a equal to minus 3 a equal to 6ဒီ a ကအဖြစ်မဟုတ်သေးဘူးသူလိုချင်တာ x လိုချင်တာအဲ့တော့ a ကိုသူစားသွင်းထားတဲ့ form ပြန်ပြအောင်မယ် log a space 5 equal to minus 3 log a space 5 equal to 6 h equal to 5 power minus 3 နဲ့ h equal to 5 power 6ဒါက h equal to 1 by 1 to 5နဲ့ h equal to 1 5 6 to 5ဆိုပြီးရမယ်။နောက်ခုလုံးက minus မဟုတ်တဲ့အတွက်အဖြေကနောက်ခုလုံး accept လုပ်လို့ရတယ်။နောက်တစ်ခုက solving exponential equation exponent equation ကို solving လုပ်တာ။ So giving your answer correct to 3 significant figure အဲ့တော့ဒီမှာက exponent နဲ့ပေးထားတယ် exponent နဲ့ပေးထားတာကရှင်းလို့မရတော့လေဘယ်လိုမှ so logarithm ပြောင်းမယ် so h ရဲ့အောက်ကဟာက log အောက်ကိုရောက်မယ် b40 so အဖြေက 3.36 ရမယ်ဟုတ်ပြီဒါဆိုရင်လည်းအဲ့လိုပဲ 2x plus 1 equal to log base 5 200အဲ့မှာ 2x ဆိုတော့ 2x ကိုရေးခဲ့ပဲ1က minus 1ဖြစ်သွားတယ်ဒီဘက်မှာ minus 1ကဒီ log နဲ့ဘာမှမဆိုင်ဘူးနော် log 200 base 5ရအဖြစ်ရမှာ minus 1ပြီးရင်တော့2ကိုလည်းဒီဘက်ရွှေ့မယ်ဆိုတော့အကုန်လုံး divide by 2ဒီက is equal to 1.15 ရတော့နောက်ထပ်ခေါင်းစဉ်တစ်ခုကတော့ natural logarithms logarithm to the base of e ခေါ် natural logarithm ဆိုအရှိမတင်ထားတာက base က10ပါတယ်ပြီးလို့ရှိရင်တခြား integers တွေ integers နံပါတ်တွေဖြစ်လို့ရတယ်ဒီ natural logarithm ကြောင့်သူ့ရဲ့ base က e ဆိုပြီးတော့ရေးတယ်so နောက်တစ်ခုကln x is used to represent log a space e
a natural logarithm base e ဖြစ်တယ်အဲ့တော့ base e ကိုကနောက်တစ်မျိုး log နဲ့မရေးဘဲနဲ့ဆို ln ဆိုပြီးတော့ရေးရယ်ဆို log base e က ln နဲ့တူတူပဲ so if y equal to e power x then x equal to ln y so y က e power x ဆိုရင် ln နဲ့မကြည့်ဘဲနဲ့ log နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒါဆိုရင်က log power ရဲ့အောက်ကနံပါတ်ကို log ရဲ့ base မှာထားတယ်ပြီး y ရဲ့အဲ့ဒါက x နဲ့နေတယ်ဟုတ်တယ်နော်အဲ့ဒါဒီမှာ log e ကဘာနဲ့ပြောင်းရေးလဲဆို ln နဲ့ပြောင်းရေးလို့ရပြီဆိုတော့ ln1 equal to x ဖြစ်တယ်တော်လားအရှိက logarithm ကနေ exponent ပြောင်းတဲ့ form နဲ့တူတူပဲပြီးနောက်တစ်ခုကတော့ all the rules of logarithms that you have learned so far also apply for natural logarithms အရှိမှာ laws of logarithm နဲ့သင်ပေးသွားတယ်အဲ့ဒီဟာရဲ့အကုန်လုံးကလည်း natural log မှာပြန်ပြီးတော့သုံးပြုလို့ရတယ်ဆိုတော့ဒါလေးသဘောတွေ့ကြည့်အောင် natural log ဒါဆိုသူက solve the equation solving လုပ်ခိုင်းတယ် giving your answers in exact form ဒါဆိုရင်ကnatural log တွေ e တွေကိုတစ်ဖက်ပို့လိုက်မယ်ဒါရိုးနံပါတ်တွေကိုတစ်ဖက်ပို့မယ် e ကိုတစ်ဖက်ပို့မယ် 5h square minus 10 equal to h square e power 2h minus 2e power 2h ဖြစ်မယ်ဟုတ်ပြီအဲ့ရနေမှာဒီမှာဆို e power 2h ကိုပုံထုတ်လို့ရတယ် e power 2h ကိုပုံထုတ်လိုက်မယ်ပြီး h square minus 2ဟုတ်ပြီဒါလည်းရိုးရိုးပုံမှန်တွေ့နေကြလို့ဖြစ်သွားပြီဆိုတော့ဒါ multiply လုပ်ထားတယ်ဒီဘက်ကို divide လာလုပ်မယ် e power 2h equal to 5h square minus 10 divided by h square minus 2 e power 2h equal to 5ကိုပုံထုတ်လိုက်မယ် h square minus 2အောက်ကလည်း h square minus 2စနှစ်ခုကြည့်ပါမယ်ဆို e power 2h equal to 5ရမယ်ဟုတ်ပြီတော့ဒီမှာ exponent ကနေ logarithm ပြောင်းမယ်ဆို 2h ကျန်ခဲ့မယ်ဆို ln 5ရမယ်ဆို h ကိုလိုချင်တာဖြစ်တဲ့အတွက် ln 5 divided by 2ပိုရှင်းရှင်းရေးချင်တော့ 1 by 2 ln 5ပေါ့ exact form ဆိုတဲ့တော့ calculator နှိပ်ပြီးရမယ်ဒါကြတော့ non calculator ပြပါအမှပါမယ် question မျိုးစားပေါ့နော်အဲဆို h က 1 by 2 ln 5ရပါမယ်ဒါက practical application ဆိုတော့ temperature ကို T လို့ပေးထားတယ်အဲတော့ hot drink တစ်ခုရဲ့ temperature T small letter T ကကြတော့ minutes ဆိုတော့ဒီမှာ T နော်နည်းနည်းဝါနေ after it is made is given by ဆိုတော့ဒါကကြတော့ drink တစ်ခုကိုလုပ်လိုက်တော့ T ကကြာချိန်ဒါကကြတော့ရမယ် temperature အချိန်ကြာလာတဲ့မြသူ့ temperature ကလျော့သွားမှာအဲ့ဒီဟာတော့ formula ထုတ်ပေးထားတာအရာ find the temperature of the drink when it was made အဲ့တော့သူစစ်စားလုပ်တဲ့အချိန်ဆိုတော့ time ကဘယ်နှမိနစ်မှမရှိသေးဘူးဆိုတော့ဒီနေရာမှာ0ကိုအစားသွင်းပေးလိုက်မယ်ဒီဘက်မှာရေးလိုက်မယ်နော် temperature လို့ချင်တာဆို75 e power minus 0.02ဒီနေရာမှာ0စားသွင်းပေးလိုက်မယ်ပြီး plus 20ဒီရမှာတစ်ခုက e power 0ဆိုရင်1နဲ့ညီမယ်โอเคဒါလေးတစ်ခုတော့မှတ်ကြမယ်နော်အဲ့တော့75ဆို1နဲ့မြောက်တယ်75နဲ့20နဲ့ဆိုတော့သူက95ရမယ် unit ကတော့ degree celsius ပြီးနောက်တစ်ခု B က temperature လိုချင်တဲ့ T က6ဆိုအစားသွင်းပေးလိုက်အောင်မယ်6 plus 20
So calculator နှိပ်ပေးလိုက်ရင်သူ့ရဲ့အဖြေက 86.5 degrees Celsius ရပါမယ်။အဲ့တော့နောက်တစ်ခုမြင်ရ value of T ရဲ့ 1 temperature capital letter T က65 T ဒါ65ဆိုဒီ small letter T ကဘယ်လောက်ရမလဲတဲ့။ဒါဆိုရင်လည်းအစားသွင်းပေးလိုက်ရုံပဲ။ C ကိုဒီမှာတွက်လိုက်အောင်75 e power minus 0.02 t plus 20 ဒါက65 plus 20ကိုဒီဘက်ရင်ရွှေ့လိုက်ပဲ45ကို75ကမြောက်ထားပြီးတော့ဒီဘက်ကို divide သွားလုပ်မယ်ဆို0.6 ရမယ်ဆိုဒါက natural logarithm ကနေ natural exponent ကနေ logarithm ပြောင်းမယ် minus 0.02 t equal to ln 0.6 ln 0.6ကိုဒါမြောက်ထားဆို t လို့ချင်တာဖြစ်တဲ့အတွက် divide by minus 0.02 နဲ့မြောက်စားလိုက်လို့ရှိရင် 25.5 minutes ရပါမယ်ဟုတ်ပြီနောက်တစ်ခုကတော့ graph ပေါ့နော်အရှိမကျတော့တွက်နည်းရေးပဲတင်ပြသွားတာ graph တွေတစ်ခုမှပြောရသေးဘူးဆိုပထမဆုံးအနေနဲ့ log base 10 graph ကဒီ graph ပေါ့ base 10ပြီးရင်အဲ့ဒီဟာရဲ့ inverse graph ကကြတော့ exponent ကို base 10ဟာဒါဆို log နဲ့ဒီ exponent နဲ့က inverse function တွေဖြစ်မယ်တို့နှစ်ခုဂျားနေဖြတ်သွားတော့ y equal to x ဆိုတဲ့ line ဒါဆိုရင်လည်း log က base a log base a ပြီးဒါကြောင့် exponent အဲ့ဒီဟာရဲ့ inverse graph ပဲဒါကြတော့ ln x ရဲ့ inverse က e power x အဲ့ဒီမှာကျတော့ exponential graph မှာဘာရှိလဲဆိုတော့ဒီမှာဒါ exponent ပေါ့e ရှိတယ် e ရဲ့အရှိရနံပါတ်နဲ့သူ့ရဲ့ power နံပါတ်ကိုကြည့်ပြီးတော့ graph ပုံတွေကပြောင်းသွားတယ်နှစ်ခုလုံးက positive ဆိုရင်သူ့ရဲ့ line က h ကနေစပြီးတော့ positive ဘက်ကိုသွားတယ်ပြီး positive ဖြစ်တဲ့အတွက်အပေါ်ကိုလည်းတောက်သွားတယ်ဒါ positive line နှစ်ခုလုံး negative အားကြတော့ negative ဘက်ကိုသွားတယ် h အနေနဲ့လည်း negative ဘက်ကိုသွားတယ် y အနေနဲ့လည်း negative ဘက်ကိုသွားတယ်ပြီးနောက်တစ်ခုကအရှိရနံပါတ်က positive ဖြစ်တဲ့အတွက်သူအပေါ်ကိုတောက်သွားတယ်ပြီးအပေါ်က power နံပါတ်က negative ဖြစ်တဲ့အတွက် negative ဘက်ဒါဆို x ကနေကြည့်မယ်ဆိုရင်ဒါ 0 1 0 1 2 3ဒါ0 minus 1 minus 2ဆိုတဲ့ negative ဘက်ကိုရောက်သွားတယ်ဒါဆိုရင်ကျတော့နံပါတ်က negative ဖြစ်တဲ့အတွက်သူရဲ့ graph line က negative အောက်ကိုကျသွားတယ်ပြီး power positive ဖြစ်တဲ့အတွက် x နဲ့ကြည့်ရင် positive ဘက်ဒါဆို plus 1 plus 2ဟုတ်နော် exponent graph တွေကအဲ့လိုမျိုးကြည့်ပြီးခွဲတယ်ပြီးရင် y သူကဘယ်လိုရှာလို့ရဆို y intercept ကိုအရင်ရှာတယ်ဒါဆိုသူပေးထားတဲ့ equation မှာ x ကို0ပေးလိုက်မယ်ပြီး x intercept ကိုလိုချင်က y ကို0ပေးလိုက်မယ်ပြီးတော့ x တုပ်ရှာရမယ်အဲ့တော့တပုတ်တော့ကြည့်မယ်သူက y equal to 3 e power minus 2h minus 5တော့ပထမဆုံးအနေနဲ့ y intercept ကိုအရင်ရှာမယ်y intercept so h equal to 0 so 3 e power minus 2 0 minus 5 minus 2 နဲ့ 0 ဆိုတော့ e power 0ပဲ e power 0အမြဲတမ်း1နဲ့ညီရမယ်ဆိုအဖြေက minus 2 ရလိမ့်မယ် y intercept က minus 2ဆိုတော့သူရဲ့နံပါတ်တစ်ခုက 0, minus 2 ဖြစ်မယ်ပြီးရင် x intercept ရှာမယ် x intercept ဆို y equal to 0 3 e power minus 2h minus 5 equal to 0 e power minus 2h minus 5 ကကြောကိုရှိတော့5 3ရဒီဘက်ကိုလာပြီး divide လုပ်မယ်
P minus 2h ဆို ln 5 by 3 h equal to ဒီမှာမြောက်ထားတော့ဒီမှာ divide လုပ်မယ် minus 1 by 2 ln 5 by 3ကိုက graph ဆွဲရမှာဖြစ်တဲ့အတွက်ဒီဟာကိုတော့ point လေးကိုတော့အကျဉ်းမြင်ဒီအောင်လုပ်ကြမယ်အဲ့တော့ calculator နှိပ်ပေးလိုက်ရင်က approximately minus 0.46 ရပဲပြီးရင်ဒီမှာက asymptote ရှာရမယ်asymptote ရှာတာကဘယ်လိုရှာလို့ရလဲဆိုတော့ဒီဟာက exponent ဖြစ်တဲ့အတွက်ဒီနောက်ကနံပါတ်က asymptote လိုက်မယ်ဟုတ်ပြီနော်ဒါပေမဲ့တချို့ဟာတွေမှာကျတော့ y equal to 3 power 3x power minus 2x ပဲပေးတာအရှိရနောက်မှနံပါတ်မရှိတော့ဒါဆိုအမြဲတမ်း plus 0ရှိရတဲ့အတွက် asymptote ကအမြဲတမ်း0မှာပဲဖြစ်ကြမယ်ဒါက exponent မှာဆိုသူရဲ့ asymptote ကနောက်ကဟာကိုယူရတယ်asymptote ဆိုတဲ့အတွက် minus 5 the minus 5မှာ asymptote line တစ်လိုက်ရှိမယ်ဆိုဒီလိုဖြတ်လိုက်မယ်ပြီးရင်ကအဓိကအနေနဲ့သူ့ရဲ့ shape ကိုသိရမယ် shape ကို determine လုပ်တာကအရှိမတင်ထားသလိုမျိုးပဲပထမဆိုရင်ကအပေါ်က power က negative အရှိမရှိရဲ့နံပါတ်က positive ဆိုတော့သူက positive ကိုတွားမယ်ပြီးရင် power က negative ဖြစ်တဲ့အတွက် negative ဘက်ကိုဆင်းသွားမယ်အဲဆိုသူ့ရဲ့ shape က power က positive ဖြစ်တဲ့အတွက်အပေါ်တက်မယ်အပေါ်တက်မယ်ဆိုတော့ဒီလိုလဲတက်လို့ရလို့ဒီလိုလဲတက်လို့ရတယ်ဒါပေမဲ့ power negative ဖြစ်တဲ့အတွက် negative ဘက်ကိုဒီဘက်ချမ်းကိုလို့ဆင်းသွားမှာဆိုတော့ဒီလိုမျိုး shape လေးဖြစ်လိမ့်မယ်ဒါဆိုဒီရနေဆိုရင်ဒီလိုမျိုးဖြတ်မယ်ဒီ minus 5ကိုလုံးဝမဖြတ်ဘူးเนาะဒီလိုမျိုးတော့မရှိအဲ့သူရဲ့အမှတ်တွေလိုက်မှာပဲ0 power minus 2ဆိုနားမှာ minus 2ဒီနားလေးကိုဖြတ်မယ်ဒီလိုဖြတ်မှာပေါ့ minus 2 ဖြတ်သွားမယ်ပြီး h က y0 မှာဆို h က minus 0.46ဆိုဒီနားလောက်ဒါက minus 1 by 2 ln 5 by 3ရပြီဟုတ်ပြီတော့ graph ကဒီလိုပုံလေးဖြုတ်သွားမယ်ဒီ line ကဒီ asymptote line နဲ့လုံးဝမထိဘူးเนาะနီးပဲနီးသွားမှာထိလို့မရအောင်ဒီ graph ဆွဲပြီးပြီဆိုရင် y စစ်ပါရမယ် x စစ်ပါရမယ်ဒီ0ပါရမယ်ပြီး graph ဆွဲပြီးသူ့ရဲ့ graph ကိုနာမည်တက်ပေးရအောင်လူတွေမှာနာမည်ရှိဆို graph လည်းနာမည်ရှိရမယ်လေရပြီဒါဆိုရင်တော့ဒါ exponent ဆိုရဲ graph ဆွဲပုံစံပေါ့ဟုတ်ပြီဒီမှာနော် graph ပုံလေးသူက minus 5မှာဖြစ်မယ် minus 5က asymptote line ဆိုဟုတ်တယ်လားနီးရွယ်နီးပါလုံးဝမဖြစ်အောင်နောက်တစ်ခုက logarithmic graph ဆိုရင်လည်းသူ y intercept ရှာမယ် a intercept ရှာမယ်ပြီးရင် asymptote line ရှာမယ်သူ asymptote line ကဒီမှာတွေ့လား x ကိုလုံးဝမဖြစ်ပါဘူး y ကိုလုံးဝမဖြစ်ပါဘူး x ကိုပဲဖြစ်သွားမယ် y နဲ့တဖြည်းဖြည်းနီးပဲနီးသွားမှာမဖြစ်ပါဘူးဒါဆိုရင်လည်းအရှိရဟာလိုပဲ log x က log က x ဆိုလို့ရှိရင်ပုံကဒီလိုဖြစ်ရင်ဖြစ်မယ်ဒီလိုဖြစ်ရင်ဖြစ်မယ်နှစ်ပုံမဟုတ်ဘူးเนาะနှစ်ပုံဆိုရင်ကြတော့ reciprocal graph ဖြစ်သွားလိမ့်မယ် log x ဆိုဒီလိုပုံလေးထွက်ရင်ထွက်မယ်ဒီလိုပုံလေးထွက်ရင်ထွက်မယ်ဒါတော့ကိုယ့်ရဲ့နံပါတ်တွေနဲ့လိုက်ပြီးပုံကပြောင်းသွားမှာပဲပြီးရင် minus log x ဆိုရင်ကြတော့ဒီလို shape ထွက်ရင်ထွက်မယ်ဒီလို shape ထွက်ရင်ထွက်မယ်အဲ့တော့ logarithm graph ကိုလည်းတစ်ချက်ဆွဲကြည့်အဲ့ပထမဆုံးအနေနဲ့ shape ကို determine ရအောင်မယ်minus 4 positive 4ဖြစ်တဲ့အတွက်သူ့ရဲ့ shape ကဒီလိုလေးဖြစ်မယ်
ဒီလိုမဟုတ်လေဒီလိုလေဟုတ်ပြီပြီးလို့ရှိရင် y intercept ဆို x equal to 0ထားကြည့်မယ် so for ln x equal to 0ဆို ln 5 for ln 5က automatically 6 by 4 ရမယ်ဒါက y intercept bin y equal to 0 so 4 ln 2x plus 5 equal to 0 ln 2x plus 5ကလည်း 0ပဲ return နဲ့ exponent ပြောင်းမယ်ဆိုတော့ 2x plus 5 e power 0 e power 0အမြဲတမ်း1နဲ့ညီမယ်နော်ပြီး 2x equal to minus 5ဆိုတော့ minus 4ရမယ်4 divided by 2ဆို x equal to minus 2ဟုတ်ပြီပြီးရင်2ဒီမှာဆိုလို့ရှိရင် ln မှာလည်းသူက0ဖြစ်လို့မရအမြဲ greater than 0ဖြစ်ကြတယ်အဲ့သူ့ရဲ့ asymptote လာရဘယ်လိုကြည့်လို့ရလဲဆိုရင် 2x plus 5 greater than 0ဒါကိုဆက်ရှင်းပြလိုက်မယ် 2x greater than minus 5 so x greater than minus 5 by 2ဒီလိုဖြစ်သွားမယ်ဒါကသူ့ရဲ့ asymptote လာမယ် so x equal to minus 2.5ဒါသူ့ရဲ့ asymptote line ဖြစ်သွားမယ် so ဒါလေးကိုတစ်ချက်ဆွဲကြည့်ရအောင်y စစ်ပါမယ်0ပါမယ် x စစ်ပါမယ် minus 2.5တက်ပြီးလိုက်မယ်2ကအမြဲတမ်း greater than minus 2.5 ထက်ကြီးရဆိုဒီဘက်ချမ်းမှာပဲဖြစ်တော့မယ်ဟုတ်တယ်နော်ဒါဆို asymptote line လေးတစ်ချက်ဆွဲကြည့်မယ်ဒီ line က x equal to minus 2.5ဟုတ်ပြီနောက်ထပ်သူပြီးထားတဲ့ point တစ်ခုက x ကဒါ minus 2ဆို y က0ဖြစ်မယ် x က minus 2ဆိုတဲ့နားလေးမှာ y က0နားလေးမှာတစ်ချက်ဖြတ်မယ်ပြီးရင် x 0မှာ y က 6.44 so 1 2 3 4 5 6.44ဆိုတဲ့နားလေးမှာတစ်ချက်ဖြတ်မယ်အဲ့ဆို shape ကဒီလို shape ဖြစ်မှာလို့ shape ဖြစ်မှာဆိုဒီလို shape ဖြစ်မှာဒါလေးဆွဲမှာဆိုဒီ line နဲ့လုံးဝမထိဘူး asymptote line နဲ့ဟုတ်ပြီနော်ပြီးရင်သူ့ကိုနာမည်တပ်ပေးမယ်logarithm graph ကိုဆွဲရခုနကတော့ sketch အနေနဲ့ပဲဆွဲတာဒါတော့နည်းနည်းတိတိကျကျဆွဲထားဒါဆိုသူ့ရဲ့ဖြတ်မှတ်တွေကိုအမှတ်မှတ်ပေးရမယ်နော်ခုနအမှတ်မှတ်ခဲ့ရအောင်လားမသိဘူး y ပါတယ် h ပါတယ်0ပါတယ်ပြီး minus 2မှာဖြစ်တယ်4 ln 5မှာဖြစ်တယ်ပြီး asymptote line က minus 2.5 ဖြစ်မယ် graph မှာလည်းသူ့ရဲ့နာမည်ကိုပေးပြရမယ်ပြီးနောက်တစ်ခုကတော့ inverse function function တွေကိုရှိမှဆိုရင်လည်း chapter 1မှာ inverse function တွေသင်ပြီးသွားပြီဒါကြတော့ logarithm နဲ့ exponent တွေကို inverse ပြောင်းမှာဒါဆို f4x ပေးထားတဲ့ပထမဆုံးလို့ y အနေနဲ့ပြန်ပြီးပြောင်းပြီးမယ် y equal to 2e power minus 4x plus
3 ဟုတ်ပြီနော်ပြီးလို့ရှိရင် x နဲ့ y နဲ့ကို exchange လုပ်မယ်ဆိုတော့ x equal to 2e power minus 4y plus 3 plus 3ရဲ့ဒီဘက်ကိုလာနှောင်းမယ် x minus 3 equal to 2e power minus 4y 2ကဒီဘက်ကိုရွှေ့မယ်ဆိုတော့ x minus 3 divided by 2 equal to e power minus 4y e ရနေဆိုရင်အလင်ပြောင်းရမှာဆိုတော့ minus 4y equal to အလင်ဒီဘက်ကဟာကိုလော်ထည့်လိုက်မယ် minus 4ကိုဒီဘက်ရွှေ့မယ်ဟုတ်ပြီအဲ့တော့ y က inverse ဖြစ်သွားပြီဖြစ်တဲ့အတွက် f inverse x နဲ့ပြောင်းရေးပေးရမယ်။အဲ့တော့မရေးပေးရင်လည်းအမှတ်လျှော့ရယ်။ပြန်သူက inverse function ရှာခိုင်းပြီးတော့ state its domain လည်းမိထားတည်တယ်။ဒီမှာ range ရှာလိုက်မယ်။သူရဲ့ range ကဘယ်လောက်ရှိလဲဆိုတော့f for x greater than 3ဟုတ်တယ်နော်ဒါဆို inverse နဲ့ inverse မှာဆိုလို့ရှိရင်သူ့ရဲ့ range က inverse ရဲ့ domain ဆိုတော့သူ့ရဲ့ domain က x greater than 3ဖြစ်ကြမယ်ဒီတိုင်းကြည့်လိုက်မှဆိုလို့ရှိရင် ln နဲ့မှာအမြဲတမ်း0မဖြစ်ကြဘူး negative မဖြစ်ကြဘူးဆိုတော့ဒီမှာ3သာထည့်လိုက်မှဆိုလို့ရှိရင် ln 0ဖြစ်သွားပြီ ln 0ဆိုရင် error ထွက်သွားလိမ့်မယ်ဆိုတော့ဒီမှာဆို greater than 3ဖြစ်ကြမယ်ဟုတ်ပြီဒါကြတော့ logarithm ကနေ logarithm ကို inverse ပြန်ပြောင်းမှာဆိုတော့ဒီမှာဆုံး y ပြောင်းမယ်y ပြောင်းပြီး x နဲ့ y နဲ့ exchange လုပ်မယ်ပြန်3ရဒီဘက်ကိုရွှေ့မယ်ဆိုတော့ ln 2y minus 4 ဒီ ln နဲ့ log ကနေ exponent ပြောင်းမယ်minus 4ဒီဘက်ရွှေ့ရော plus 4ပြန်2ကိုလည်းဒီဘက်ရွှေ့မယ်ဟုတ်ပြီတော့ f inverse အနေနဲ့ပြန်ရေးမယ်ပြီးရင်သူ့ရဲ့ domain က negative လည်းဖြစ်လို့ရတယ်0လည်းဖြစ်လို့ရတယ်ဆိုတဲ့အတွက်သူ့ရဲ့ domain ကရှင်းလေးပဲ h belongs to r ဟုတ်ပြီဒါကတော့ inverse function နဲ့ပြောင်းတာ inverse function graph ကတော့သူ့ရဲ့အရှိမဆိုလို့ရှိရင်လည်းပြောထားသလိုမျိုးပဲlog ရဲ့ inverse function ကဒီလိုမျိုးသူ့ရဲ့ဖြတ်မှတ်ကိုပဲ xy ပြောင်းပေးလိုက်ရုံပဲဒါ log base a ဒါ log base 10ရဲ့ inverse function ဆိုလဲအဲ့လိုပဲပြီးရင် natural log ရဲ့ inverse function ဆိုလဲအဲ့လိုမျိုးပဲဟုတ်ပြီတော့ဒါကတော့ဒီ chapter ရဲ့အဆုံးသတ်ပဲပေါ့နော်အဲ့တော့ဗီဒီယိုမှာအန်ခင်မှာသူရဲ့ rules တွေကိုတစ်ချက်ရင်ပြပြပေးမယ် logarithm exponent ကနေ logarithm change ရင်
ဒီလိုချိန်လို့ရမယ်ပြီးရင် base နဲ့ log ထဲကနံပါတ်နဲ့တူရင်1ပြီးရင် base ကဘယ်လောက်ပဲဖြစ် log ထဲမှာ1ဖြစ်နေအများရန်0ဖြစ်မယ်ပြီးရင်ဒီမှာဆိုရှင်လည်း log a power x base a ဆိုလို့ရှင် x ကpower law အရာရှိချလိုက်တဲ့အခါမှာ log a base a ပဲကျန်ခဲ့တာဖြစ်တဲ့အတွက်သူကလည်း x နဲ့ညီမယ်လို့ရှင် a ကိုမှ power log x base a ကလည်း x နဲ့ညီမယ်ပြင် product rule ကမြောက်ထားရင်နှစ်ခုခွဲခြင်းနဲ့ကပြန်ပေါင်းပြီးရ division rule က divide လုပ်ထားရင်နှုတ်ပြီးရ power rule ရအပေါ်တင်ထားတွေကိုအောက်ချပေးလို့ရတယ် special case မှာဆိုလို့ရှိရင်ဒီမှာ x power က -1 ဆိုတဲ့အတွက် -1 ကိုရှေ့ချတဲ့အခါမှာ minus log a base a ဖြစ်မယ်ပြီးဒါကြောင့် change of base ကကြတော့ log a base b ကိုbase ပြောင်းခြင်းတဲ့အခါမှာဆိုရင် base ကတိုက်တဲ့နံပါတ်ထားပြီး a နဲ့ b ကိုနှစ်ခုလိုမျိုးခွဲလို့ရတယ်ပြီးနောက်ထပ် special case ကကြတော့ဒီမှာ base က b ဖြစ်နေအောင် base ကို a ပြောင်းခြင်းတဲ့အခါမှာဆိုလို့ရှိရင်လည်းအပေါ်မှာ1ခန့်ပြီးတော့အဲ့လိုမျိုးချိန်လို့ရတယ်ပေါ့နော်ဒါတော့ဒီ chapter logarithm exponent chapter ရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်ရှင်းပြသွားရလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်